မင်္ဂလာပါမိတ်ဆွေတို့အခုတစ်ခေါက်မိတ်ဆွေတို့ကိုပြောပြချင်တာကတော့ခေတ်စားနေရဲ့ဗီဒီယိုကတ်ဆိုရဲ့ software အကြောင်းပဲဖြစ်ပါတယ်ဒီ software ကဗီဒီယိုတွေတက်တွေနေ့တိုင်းလုပ်နေုံနဲ့ငွေရလိမ့်မယ်ဆိုပြီးတော့လဲဖော်ပြထားတဲ့အပြင်တချို့လူတွေကလည်းဗီဒီယိုကြည့်ုံနဲ့ငွေရတယ်လို့ပြောကြပါတယ်ဒီလိုအကြောင်းအရာတွေကိုမိတ်ဆွေတို့အနေနဲ့ social သုံးရင်းနေ့စစ်မြင်တွေ့ရတဲ့အခါကိုယ်မှာအခက်အခဲဖြစ်နေတဲ့ငွေကြေးကိစ္စကိုပြေလည်မလားဆိုပြီးအားကိုးရအနေနဲ့ software တောင်းပြီးကြည့်ကျင်စိတ်ဖြစ်လာပါလိမ့်မယ်အဲ့လိုစိတ်တွေဖြစ်လာတဲ့အချိန်နဲ့ကျွန်တော်ဗီဒီယိုကိုကြည့်မိတဲ့အချိန်နဲ့တိုက်ဆိုင်နေမလားဆိုပြီးယခုဗီဒီယိုလေးကိုဖန်တီးတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ပထမဦးဆုံးပြောရတာကတော့ဒီ software ကိုမတောင်းပါနဲ့ပြီးတော့တခြားဗီဒီယိုမှာကြော်ညာတာတွေမလုံးပေးတာတွေငွေထုတ်ယူလို့ရတယ်ဆိုတဲ့စကားတွေကိုမယုံပါနဲ့ဒီ software တွေကိုဝင်ချင်းမှာတော့မိတ်ဆွေတို့အနေနဲ့တော်တော်ကြည့်သလိုဗီဒီယိုတိုလေးတွေမြင်ရမှာဖြစ်ပြီးအပေါ်ဘက်မှာတော့မိတ်ဆွေတို့ဗီဒီယိုကြည့်တိုင်းရရှိလာမဲ့ဒင်္ဂါးပြားနဲ့စိန်ပုံစံလေးတွေကိုဖော်ပြထားပါတယ်စပိုင်းမှာတော့မိတ်ဆွေတို့အနေနဲ့သူများတွေငွေထုတ်လို့မရဘူးပြောကြပေမဲ့ကိုယ့်လက်မှာများကန်ကောင်းပြီးရမလားဆိုတဲ့စိတ်နဲ့တော့လဲကောင်း Wi-Fi နဲ့မို့လို့စမ်းသုံးကြည့်မယ်ဘာမှမဖြစ်ဘူးဆိုပြီးတော့လဲကောင်းစမ်းကြည့်ချင်မိပါလိမ့်မယ်အထဲဝင်ပြီးဗီဒီယိုစကြည့်တာနဲ့ဒင်္ဂါးပြားနဲ့စိန်တွေကအပေါ်ကအတန်းလေးမပြည့်မချင်းသူ့ဟာနဲ့သူရနေမှာပါအဲ့လိုရလေလေလူရဲ့စိတ်ကိုဒီအတန်းလေးပြီးသွားရင်ငွေထုတ်ယူလို့ရပြီဆိုရဲစိတ်ကလေးဖြစ်လာအောင်အားပေးတုံးပို့ပြီးကြည့်မိလေလေဖြစ်လာတာပါပဲဒီလိုကြည့်နေရင်အပေါ်ကအတန်းလေးပြီးသွားတဲ့အခါမှာတော့မိတ်ဆွေတို့ဟာငွေထုတ်ယူဖို့အတွက်ရီဒန်းကိုနှိပ်လိုက်ပါလိမ့်မယ်အဲ့လိုနှိပ်လိုက်တာနဲ့မိတ်ဆွေတို့မြင်ရမှာကပေးတဲ့အကောင့်ကိုမြင်ရတဲ့လူရှိသလိုဝိမန်နီးနဲ့ကေပေးအကောင့်ကိုမြင်ရသူလည်းရှိကြပါတယ်ပေးပဲအကောင့်မြင်ရသူကအဲ့အချိန်မှာကို့မှာအကောင့်မရှိတဲ့အတွက်ဆုံးရှုံးတော့မလားဆိုတဲ့စိတ်တွေဖြစ်ပေါ်လာပြီးဘာဆက်လုပ်ရမယ်မှမသိဖြစ်တတ်ပါတယ်ဒါပေမဲ့အချိန်နှဲငယ်ကြာပြီးနောက်မှာတော့ဝိမန်နီးနဲ့ကေပေးအကောင့်ပြန်ပေါ်လာပါတယ်ဒီလိုပေါ်လာတဲ့အခါမှာတော့မိတ်ဆွေတို့ဟာပျော်ရွှင်သွားပြီးဝမ်းသာစွာနဲ့ငွေထုတ်ဖို့လုပ်ကြပါလိမ့်မယ်အဲ့လိုငွေထုတ်ဖို့လုပ်တဲ့အခါရီဒန်းကိုနှိပ်လိုက်တာနဲ့ကြော်ညာတစ်ခုကြည့်ရပါလိမ့်မယ်အဲ့ကြော်ညာကြည့်ပြီးရဲ့နောက်မှာတော့ရီဒန်းဆိုတာကိုနှိပ်လိုက်တဲ့အခါမိတ်ဆွေတို့မှာရှိတဲ့ကေပေးနဲ့ဝေမန်နီးထုတ်ယူတဲ့အတိုင်းနမီနဲ့ဖုန်းနံပါတ်တွေဖြည့်ရပါလိမ့်မယ်ပြီးရင်ငွေထုတ်ကြောင်းဖော်ပြတဲ့ပေးရင်းဆိုတဲ့စာလေးချစ်သွားပြီးမိတ်ဆွေတို့ကိုငွေထုတ်ယူရန်48နာရီစောင့်ပါဆိုတဲ့စာတန်းလေးပေါ်လာပါလိမ့်မယ်ပြီးရဲ့နောက်မှာတော့နောက်ထပ်စက္ကန့်40ကြာတဲ့ကြော်ညာထက်ကြည့်ရပါလိမ့်မယ်အဲ့ဒါပြီးရဲ့အခါမိတ်ဆွေတို့ကငွေထုတ်ပြီးဝင်လာလိမ့်မယ်လို့ထင်ပါလိမ့်မယ်ငွေထုတ်ထားပြီးဝင်လာတာစောင့်ယုံပဲလို့တွေးပြီးနောက်ထပ်ဗီဒီယိုတွေထက်ကြည့်ကြတာပေါ်ထက်ကြည့်ရင်ဒင်္ဂါးပြားနဲ့စိန်တွေပြီးသွားတဲ့အခါထပ်ထုတ်ယူကြမယ်အဲ့လိုနဲ့48နာရီပြီးရဲ့အခါဝေမန်နီးနဲ့ကေပေးတဲ့ဝင်ကြည့်ကြတော့ငွေမြောက်သေးကြောင်းမြင်ရပါလိမ့်မယ်ဒီလိုမြင်ရတဲ့အခါဘာကြောင့်လဲဆိုပြီးငွေထုတ်ယူတဲ့နေရာကိုသွားနေကြတာပေါ့ဒီအခါမှာတော့ငွေထုတ်ယူဖို့28ရက်နေတလားလောက်စိတ်ရှည်စွာနဲ့စောင့်ပေးပါငွေလွှဲနေပါပြီဆိုရဲစာလေးထပ်မြင်ရပါလိမ့်မယ်ကြုံလုံးကြုံညာလေးလည်းကြည့်လိုက်ရပါလိမ့်မယ်နောက်ဆုံးမှာတော့သူလွှဲပေးမယ်ဆိုရဲ28ရက်ကိုစောင့်ကြည့်မယ်ဆိုရဲစိတ်ပဲထည့်ထားရင်စောင့်ရတော့တာပေါ့မိတ်ဆွေတို့ကိုတိတိကျကျပြောတာကတော့ဒီအက်ကတကယ်ကိုချင်းပါကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့လုပ်ကြည့်ပြီးအချိန်နဲ့ဒေတာကုန်ပြီးပါပြီနောက်ထပ်မိတ်ဆွေတို့ကိုကျွန်တော်လိုမကြုံရစေဖို့နဲ့တကယ်ခက်ခဲဖြစ်နေတဲ့လူတွေအတွက်ငွေရမလားလို့စူးစမ်းရင်ဒေတာဘိုးတွေပါထပ်မဆုံးရှုံးရစေဖို့တင်ဆက်ပေးလိုက်ပါတယ်ကဲလေတူဦးတယောက်ကစမ်းကြည့်မလို့စဉ်းစားနေချိန်နဲ့ကျွန်တော်ဗီဒီယိုကိုကြည့်မိတဲ့အချိန်တိုက်ဆိုင်စွာတူညီခဲ့ရင်အကျိုးတစုံတရာရှိမယ်လို့မျှော်လင့်မိပါတယ်အကျိုးရှိခဲ့ရင် channel လေးကို like လေးနှိပ်ပေးခဲ့ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်